ဆွဲကြော်ဆူဆူအီလေးကြော်ပြပါမယ်ဒါလေးကစိုင်ကြော်တဲ့ပုံစံလေးပေါ့နော်အရင်ဆုံးတော့မီးဖွင့်ပြီးတဲ့ခါကျတော့မှစီထည့်ပါမယ်ကျက်ဥခလောက်ထားတာလေးနှလုံးထည့်ပါမယ်ပြီးတော့ပဇွန်ထည့်ပါမယ်ပြီးတော့ကြက်သွန်ဖြူထည့်ပါမယ်ကျက်ဥကိုချက်ချင်းမွေပဲခဏလေးနေမှမွေလိုက်ပါမယ်เนาะဒါဆိုရင်တော့ကျက်ဥလေးကအဖက်လေးရမှာဖြစ်ပါတယ်ပြီးတော့ကိုစားချင်တဲ့အသီးရွက်လေးတွေထည့်ပါမယ်အသီးရွက်လေးတွေကိုနည်းနည်းနွမ်းသွားတဲ့အထိမွေပေးလိုက်ပါမယ်လမ်းတော့ပြီဆိုတော့မှပြုတ်ထားတဲ့ခောက်ဆွဲကိုထည့်ပါမယ်ခောက်ဆွဲလေးကနည်းနည်းခဲနေတော့နည်းနည်းလေးမှွေပေးလိုက်ပါမယ်ခောက်ဆွဲကြော်အတွက်ဆက်ထားတဲ့ sauce ထည့်ပါမယ် sauce ကနည်းနည်းလေးပြစ်လေးဖြစ်နေလို့ရေလေးနည်းနည်းလေးထည့်ပါမယ်တမအောင်ရောပြီးတော့မှမှွေလိုက်ပါမယ်ဒါဆိုရင်တော့ဆိုင်မှာကြော်တဲ့လိုမျိုးပေါ့နော်ခောက်ဆွဲကြော်လေးကစွတ်စွတ်အီလေးနဲ့ဖြစ်နေမှာဖြစ်ပါတယ်ခောက်ဆွဲနဲ့အသီးရွက်လေးတွေကိုတသားတည်းဖြစ်အောင်ရောမှွေပြီးသွားပြီဆိုရင်ခောက်ဆွဲကြော်လေးရပါပြီရှင်ပကံလေးကိုထည့်ပါမယ်ဒီခောက်ဆွဲကြော်အတွက်ဆော့ဆက်နီးကိုတော့အောက်က comment မှာရေးထားပေးမယ်เนาะဒါကဆိုင်တွေမှာကြော်သလိုမျိုးခောက်ဆွဲကြော်ဆူဆူအီလေးပါကလာပိုတက်ချင်တယ်ဆိုရင်တော့ dark soy sauce ကိုပို့ထည့်ပါเนาะ